တင်ကဒီအရာတွေကိုဂရုစိုက်နေအောင်မယ်ဆိုလို့ရှိရင်တင်အောင်မြင်တိုးတက်မှုစီးရင်ထဲမှာမပါနိုင်သေးပါဘူးဟယ်လိုအားလုံးမင်္ဂလာပါရှင်အဲ့ဒါကဘာလဲဆိုတော့ပတ်ဝန်းကျင်ပဲဖြစ်ပါတယ်တင်ကအလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုလို့ရှိရင်ငါ့ကိုဘယ်သူတွေကများဘာများဆိုတဲ့အတွေးတွေဝင်နေတဲ့၍တင်အောင်မြင်သူတယောက်မဖြစ်နိုင်ပါဘူးစဉ်းစားကြည့်လေနော်ကျမတို့ဘဝမှာအလုပ်တစ်ခုကိုကျမတို့လုပ်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့ဥတီချက်ကိုမသိသေးတဲ့သူတွေကဟာဘာတွေအယူထနေလဲဘာတွေလုပ်နေလဲဒီလိုထင်မြင်ချက်တွေပေးလာတယ်အကယ်၍တင်ကဓာတွေကိုသာသွားပြီးတော့အာယုံစိုက်နေမယ်ဆိုလို့ရှိရင်အောင်မြင်ဖို့စီးရင်ထဲမှာမပါနိုင်သေးပါဘူးနော်ဥပမာအနေနဲ့ပြောရလို့ရှိရင်တင်လမ်းထွက်လျှောက်တဲ့အခါမှာမတော်တဆခွေးကြိုက်တာခံရမယ်ဆိုလို့ရှိရင်အဲ့ဒီခွေးကိုလိုက်ပြီးတော့ပြန်ပြီးရန်လုံနေမလားတင့်တန်ရာကိုအမြန်ဆုံးပြအောင်ကုစားမလားဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်ကောမမှာဝင်ရေးပြီးသွားလို့ရတယ်နော်ကြည့်ရှုမှုအတွက်ကျေးဇူးပါ